NLD ရဲ့အနာဂတ်ကစိုးရိမ်စရာကောင်းတဲ့အခြေအနေလို့ပဲကျွန်တော်ပြောပြစေ။လေးတန်းចောင်းသားကလေးတန်းအစင်ပဲသိမှာပေါ့။တက်ကတူပွဲရတဲ့သူလောက်တော့သူမသိနိုင်ဘူး။နိုင်ငံရေးပါတီတွေကိုလည်းကျွန်တော်တို့ကဖာပြောချင်တယ်ဆိုလို့ရှိရင်ကိုယ့်ပါတီတွေမှာပေါ့ဗျာ။တကယ်ပညာတတ်ဟာလာအတွေ့အကြုံအထိုက်လျောက်ရှိတဲ့သူတွေကိုကျွန်တော်သူတို့ကိုကျွန်တော်ကပါတီတွေကိုကျွန်တော်များများရွေးစေချင်ပါတယ်။ဘာကြောင့်လဲဆိုတော့လွှတ်တော်ရောက်သွားတဲ့အချိန်မှာဒါကျွန်တော်တို့ဟာလာပညာသင်ခဲ့ရလို့သူများကိုကျွန်တော်တို့ကပညာရေးနဲ့ပတ်သက်ပြီးကျွန်တော်တသက်လုံးမှာဘယ်တော့မှကျွန်တော်ရှင်းမပြောပါဘူး။နော်ကျွန်တော်ရှင်းမပြောပါဘူး။သို့တော်လည်းအမှန်တရားတော့အမှန်တရားပေါ့ဗျာလေးတန်းចောင်းသားကဘယ်လောက်သွားမလဲလေးတန်းအစင်ပဲသိမှာပေါ့တက်ကတူပွဲရတဲ့သူလောက်တော့သူမသိနိုင်ဘူးအဲ့တော့လွှတ်တော်တွေကိုရောက်သွားတဲ့ခါမှာကံပညာလည်းတက်ရမယ်အတွေ့အကြုံလည်းအတော်သိရှိရမယ်ဆိုရင်သူတို့စဉ်းစားပုံကတမျိုးဖြစ်မှာပေါ့ NLD ရဲ့အနာဂတ်ကကျွန်တော်တလုံးနဲ့ပဲပြောမယ်ဆိုရင်စိုးရိမ်စရာကောင်းတဲ့အခြေအနေလို့ပဲကျွန်တော်ပြောပြစေအားလုံးက NLD ကိုဒေါ်ဆန်းစုကြည်ပေါ်မှာမိတီးနေတယ်ဒေါ်ဆန်းစုကြည်လွန်သွားရင်ပါလေတဲ့အရွယ်ကြီးကြီးကြတာ၎င်းတစ်ခုနော်နောက်တစ်ခုကဒေါ်အောင်ဆန်းစုကြည်ကိုကျန်တဲ့သူတွေကြီးရတာက key player ဖြစ်လာစရာအကြောင်းကျွန်တော်တို့တခုမှမတွေ့ဘူးဒေါ်ဆန်းစုကြည်လွန်သွားတာနဲ့ NLD ဒီကျွန်တော်ထင်တယ်အများကြီးမိမ့်သွားလိမ့်မယ်မိမ့်သွားတဲ့အပြင်ကိုကျွန်တော်ထင်တယ်အုပ်စုအနည်းဆုံး၄စုလောက်ကွဲမယ်လို့ကျွန်တော်ယူဆတယ်ဒါဒေါ်ဆန်းစုကြည်ရှိနေသေးတယ်ဒေါ်ဆန်းစုကြည်ရှိနေတော့မှတော့တစ်စင်းချင်းကြာသွားတယ်တကယ်လို့ဒေါ်ဆန်းစုကြည်မရှိဘူးဆိုရင်တော့ခင်ဗျားတို့တွေးကြည့်လို့ရပါတယ်အဲ့တော့ကြောင့်ပါတီကိုလည်းကျွန်တော်တို့ကတကယ်ပညာတတ်ဟာလာအတွေ့အကြုံအထိုက်လျောက်ရှိတဲ့သူတွေကိုများများ organize လုပ်ထားပါလို့ကျွန်တော်ပြောချင်ပါတယ်